မြို့နယ်လုံခြုံရေးညီလာခံ MSC တို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်တက်ရောက်ကြောင်းသိရှိရပါတယ်။ကမ္ဘာအဆင့်မြင့်ဆုံးလုံခြုံရေးဆိုင်ရာဆွေးနွေးပွဲဖြစ်တဲ့မြို့နယ်လုံခြုံရေးညီလာခံ Munich Security Conference 2026ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကတက်ရောက်ခဲ့ကြောင်းမှတ်တမ်းဓာတ်ပုံတွေနဲ့တကွသူရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။အဲဒီညီလာခံကိုဂျာမနီနိုင်ငံမြူနစ်မြို့မှာပြီးခဲ့တဲ့ February 13 ရက်နေ့ကနေ15 ရက်နေ့အထိ3ရက်ကြာကျင်းပခဲ့တာဖြစ်ပါတယ်။ဒေါ်စင်မအောင်ဟာညီလာခံရဲ့ opening session ကိုတက်ရောက်ခဲ့ပြီးနောက် American ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီး Marco Rubio ရဲ့ The US in the World နဲ့တရုတ်ပြည်သမ္မတနိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ရဲ့ The China in the World ဆွေးနွေးပွဲကဏ္ဍတွေကိုအထူးပြုတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အရှိက video message မှာပြောပြခဲ့သလိုပဲတာဝန်ကျေပြွန်အောင်ရသမျှ space ရောက်သမျှနေရာမှာတော်လှန်ရေးတာဝန်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးအတွက်အထောက်ပံ့ဖြစ်နိုင်သမျှဖြစ်အောင်ကြိုးပမ်းဆောင်ရွက်လက်ရှိပါကြောင်းဒေါ်စင်မအောင်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။စစ်ကောင်စီတပ်၏ drone တိုက်ခိုက်မှုကြောင့် DKBA တပ်ဖွဲ့ဝင်တချို့တေဆုံးကြောင်းသိရှိရပါတယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်မဲကနယ်ဖလူတော်လန်ပိုင်းမှာ February 24 ရက်နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ drone နဲ့တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်တချို့တေဆုံးမှုရှိတယ်လို့ဒေသခံတချို့စီကသိရပါတယ်။တင်ကားညီနောင်ဒေသအနီးဖလူးကြောက်ခက်ဒေသစီဆက်သွယ်ထားတဲ့ဒေါ်လာတနေရာမှာစစ်ကောင်စီတပ်က drone နဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒေသခံတချို့ရဲ့ပြောပြချက်အရDKBA တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားနဲ့အရသားကားတို့ကိုတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့် DKBA တပ်ဖွဲ့ဝင်2ဦးအရသား3ဦးစုစုပေါင်း5ဦးသေဆုံးတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။သေဆုံးသွားတဲ့ DKBA တပ်ဖွဲ့ဝင်2ဦးရဲ့နာရေးကို DKBA ထိန်းချုပ်နယ်မြေတွင် February 25 ရက်မှာပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။တပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ပတ်သက်ပြီး DKBA ဘက်ကတော့ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ drone တိုက်ခိုက်ခံရတဲ့မဲကနေဖလူးကြောက်ခက်ဒေါ်လာပိုင်းဟာအရသားကားတွေတွာလာနေတဲ့အပြင်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့လည်းအများဆုံးအသုံးပြုတာလို့မြောက်ရီနယ်ခံသတင်းရင်းမြစ်တအုပ်ကမြေပြင်ခြေတွေကိုပြောပြပါတယ်။တစ်ဖက်မှာလည်းမဲကနေဖလူးကြောက်ခက်ဒေါ်လာအနီးဝန်းကျင်ရသေးကူဖလူးမင်းလက်ပန့်ကျေးရွာတွေဘက်မှာစစ်ကောင်စီတပ်ကနေမြေစိုးမိုးထိန်းချုပ်ဖို့အတွက်စေးလုံရှားတာတွေရှိနေတာဖြစ်ပါတယ်။ဒါအပြင် drone နဲ့တိုက်ခိုက်တာလေယာဉ်နဲ့ပုံကျဲတာတွေရှိနေတာကြောင့်သွာလာရာမှာအထူးသတိပြုကြဖို့အထူးသဖြင့်အဲဒီလမ်းပိုင်းကိုအသုံးပြုတာကိုရှောင်ရှားသွာလာကြဖို့လဲဒေသခံတွေရဲ့ချင်းချင်းကြားသတိပေးတာတွေလည်းရှိနေပါတယ်။ DKBA ဟာဦးသိန်းစိန်အစိုးရလက်ထက်ကတနင်္ဂနွေလုံးပစ်ခတ်ရတိုက်ခိုက်မှုရက်စဲသဘောတူစာချုပ် NCA လက်မှတ်ထိုးခဲ့တဲ့အဖွဲ့ဖြစ်ပြီးနေပြည်တော်မှာအာဏာသိမ်းစစ်ကောင်စီနဲ့လည်းတွေ့ဆုံဆွေးနွေးမှုရှိခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ဒါချီလိမ့်နိုင်မဖျူအေတေဆုံးမှုတွင်ဆက်နွယ်သူတဦးကိုဖမ်းမိကအလောင်းပြန်တွေ့ချိန်မှတကြိုချိန်အထိအာဏာပိုင်များဘက်မှပွင့်လင်းမြင်သာမှုမရှိစွာလှုပ်ဆောင်ခဲ့ပြီးအမှုမှန်ဖော်ထုတ်ရေးလိလူရှုခဲ့ကြောင်းသိရှိရပါတယ်။ရန်ပြည်နယ်အရှေ့ပိုင်းတာချီလိမ့်မြို့၌အသက်22နှစ်အရွယ်မဖျူအေလမ်းမေးတွင်အလောင်းဆုံးပစ်ခံရပြီးတေဆုံးမှုအတွက်ပါဝင်ပတ်သက်သူတဦးကိုဖမ်းဆီးရမိထားကြောင်းမဖျူအေ၏မိတ်ဆွေတဦးကပြောပါတယ်။ February 24 ရက်နေ့တွင်အသက်25နှစ်အရွယ်ဆိုင်းစော်ပိုင်းဆိုသူကိုဖမ်းဆီးရမိခဲ့ကြောင်း၎င်း၏ထွက်ဆိုချက်အရမဖျူအေသည် February 14 ရက်တွင်အဓိကတာဝန်ရှိသူညာလက်ထက်ခေါ်အာဆန်ကောနဲ့အတူ KTV တစ်ခုတွင်မူရစ်ဆေးဝါးသုံးစွဲခဲ့ကြောင်းဆေးလွန်သွားသဖြင့်တဲဟိုခန်းတစ်ခုသို့ခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရပါတယ်။ထို့နောက်မဖျူအေအခြေအနေမကောင်းသဖြင့်အာဆန်ကောကတဲဟိုခန်းသို့ခေါ်ဆောင်ကာကုသမှုလုပ်ရန်ကြိုးပမ်းခဲ့တော်လဲမဖျူအေတေဆုံးသွားခဲ့ကြောင်းမဖျူအေတေဆုံးသွားပြီးနောက်အာဆန်ကောနဲ့၎င်း၏မိခင်ဖြစ်သူဒေါ်နန်းဆိုင်တိုင်းတို့ကအလောင်းအားဆောင်ပြပတ်ကစားများတိတ်လက် February 15 ရက်နေ့မြို့ရှောင်းလမ်းဘေး၌တွားရောက်ဆုံးဖြတ်ခဲ့ကြောင်းလက်ရှိတွင်အာဆန်ကောနဲ့၎င်း၏မိခင်မှာထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရှိရပါတယ်။မဖျူအေတေဆုံးမှုနဲ့အလောင်းဆုံးဖြတ်ခံရမှုတွင်အာဏာပိုင်များကအခြေခံလုံထုံးလုံနည်းများကျော်လွန်ကအမှုဖုံးကွယ်ခဲ့ကြောင်းမဖျူအေ၏မိတ်ဆွေဖြစ်သူကထောက်ပြပါတယ်။မဖျူအေ၏အလောင်းကိုတွေ့ရှိပြီးနောက်အလင်းစလိုတကြိုခဲ့ကြောင်းလမ်းမေးတွင်အလောင်းတွေ့ရှိပြီးနောက်ရဲတပ်ဖွဲ့နဲ့ကိုလှမိုးနာယီကူညီမှုအသင်းကမိသားစုတန်းအကြောင်းကြားခြင်းမရှိဘဲချက်ချင်းတကြိုလိုက်မှာလုံထုံးလုံနည်းအရမိသားစုကိုအတိမပေးဘဲလှုပ်ဆောင်ခြင်းဖြစ်ကြောင်းတာချီလိတ်ရှိကိုလှမိုးနာယီကူညီမှုအသင်းကနာယီကူညီမှုတိုင်းကိုလူမှုကွန်ရက်ပေါ်တင်လေ့ရှိတော်လဲမဖျူအေကိုတကြိုလိုက်မှုနဲ့အလောင်းတွေ့ရှိမှုကို၎င်းတို့လူမှုကွန်ရက်ပေါ်တွင်လုံးဝမတင်သည်ကိုတွေ့ရှိရကြောင်း၎င်းကဆိုပါတယ်ဒီအမှုကစစချင်းမှာတင်တက်နဲ့ရဲရဲလုတ်ပုံကအလောင်းဖြောက်ဖို့စူးစမ်းနေသလိုဖြစ်နေတာ February 14 ရက်နေ့ကမဖျူအေဆုံးတာ February 15 ရက်နေ့မှာအလောင်းတွေ့တယ်ဒါကိုနိုင်ကူညီမှုအသင်းကဘသူ့ကောင်မှအတိမပေးပဲတကြိုပစ်လိုက်တယ်
မိသားစုကလူပြောက်တိုင်လို့ဖေဖော်ဝါရီ16ရက်နေ့ကျမှဆုံးသွားပြီးတကြိုပြီးဆိုတာသိရတာပုံမှန်ဆုံးဒီမျိုးကကိုလှမိုးနိုင်ကူမှုအသင်းကလာမေးပြန်ကြသေးတာတောင်ဓာတ်ပုံရိုက်ပြီးအသေးစိတ်သတင်းတင်နေကြဒီကောင်မလေးကြမှဘာလို့တကြိုတာတောင်မသိလိုက်ရတာလဲအခုတရားခံတယောက်မိပြီးဆိုပေမဲ့အရင်ကအမှုဖြောက်ဖို့စ조사ခဲ့ကြတဲ့မတရားမှုတွေကိုလည်းအမှုပြန်ပတ်စေခြင်းနဲ့လူမှုကွန်ရက်နဲ့အပြင်မီဒီယာတွေကိုအကူအညီတောင်းပြီးသတင်းတင်ခိုင်းရလို့သာအခုလိုအမှုပေါ်လာတာပါတကယ်လို့သာကျွန်တော်နှုတ်ပိတ်နေခဲ့ရင်ဒီအမှုကဒီတိုင်းပျောက်သွားမှာဟုမဖြူဖြူအေးမိတ်ဆွေဖြစ်သူကရှင်းပြပါတယ်မဖြူဖြူအေးတေဆုံးမှုအလောင်းဆုံးမြစ်ခံရမှုအပေါ်တက်လော်ဘီမီဒီယာများကဖော်ပြခြင်းမရှိပဲ CCTV မှတ်တမ်းများကိုလည်းအာဏာပိုင်များကတင်စီထားသောကြောင့်အလောင်းဆုံးမြစ်သည့်တရားခံများကိုထုတ်ဖော်ရန်နှောင့်နှေးခဲ့ကြောင်းသိရှိရပါတယ်ဧပြီလဆန်းတွင်သမရရွေးချယ်တင်မြောက်ပြီးအစိုးရတစ်ဖွဲ့မည်ဟုဒုစစ်ကောင်းဆောင်စိုးဝင်းကပြောပါတယ်အကြမ်းဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကတဆင့်ထွက်ပေါ်လာတဲ့လွှတ်တော်ကနေလာမယ့်ဧပြီလဆန်းမှာသမရရွေးချယ်တင်မြောက်ပြီးရင်အစိုးရတစ်တရက်ပေါ်ပေါက်လာမယ်လို့ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကပြောကြားလိုက်ပါတယ်ဖေဖော်ဝါရီလ24ရက်နေ့မနေ့ကနောင်ဝိုင်းကျိုင်းခါနဲ့မိုင်းပြင်းတက်နယ်တို့ကအကြမ်းဖက်စစ်သားတွေနဲ့မိသားစုတွေ့ဆုံပွဲမှာအကြမ်းဖက်ဒုစစ်ကောင်းဆောင်စိုးဝင်းကအဲ့ဒီလိုပြောဆိုလိုက်တာဖြစ်ပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်တွေကစစ်ဖက်အရက်ဖက်အမျိုးမျိုးပြောင်းပြီးအာဏာကိုအတင်းအဓမ္မချုပ်ကင်ခဲ့ပေမဲ့လက်အောက်ခံစစ်သားတွေနဲ့တွေ့ဆုံချိန်မှာထုံးစံအတိုင်းစစ်သားတွေဟာနိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်တွေကိုထမ်းဆောင်ရမယ်လို့ဒုစစ်ကောင်းဆောင်စိုးဝင်းကပြောကြားခဲ့ပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မရောက်နိုင်ကလည်းလုံခြုံရေးတရားဥပဒေစိုးမိုးရေးနိုင်ငံတကာဆက်ဆံရေးငြိမ်းချမ်းရေးဥပဒေပြဋ္ဌာန်းရေးကိစ္စတွေအကြံပေးညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက်ဆိုကာစစ်ကောင်းဆောင်တွေကတိုင်းပြည်အာဏာကိုခေတ်အဆက်ဆက်လက်ချုပ်ကိုင်နိုင်ဖို့ယူရတဲ့ပြည်ထောင်စုအတိုင်းအမြံကောင်စီဥပဒေကိုပြီးခဲ့တဲ့လပိုင်းမှာပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်အတိုင်းအမြံကောင်စီဥပဒေတစ်ကိုပြဋ္ဌာန်းလိုက်တာကြောင့်စစ်ကောင်းဆောင်တွေဟာရွေးကောက်ပွဲပြီးအစိုးရတစ်ဖွဲ့စည်းချိန်မှာလည်းသမရရဲ့အထက်လုံပိုင်ခွင့်အာဏာတွေကိုရရှိမှာဖြစ်ပြီးဒါဟာစစ်တပ်အနေနဲ့တိုင်းပြည်ကိုဆက်လက်ထိန်းချုပ်နိုင်မယ်ဆိုတာကိုသတင်းစကားပေးလိုက်တာလည်းဖြစ်ပါတယ်အကြမ်းဖက်စစ်ကင်ဆွဲထားတဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နဲ့အကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်တွေကဒုတိယသမရလောင်း3ဦးစီရင်တင်သွင်းရမှာဖြစ်ပြီးအဲ့ဒီထက်ကသမရ2ဦးကိုပြည်ထောင်စုလွှတ်တော်ကရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်2008ခြေဥအရအဲ့ဒီလိုသမရရွေးချယ်ပွဲကိုလွှတ်တော်စတင်ပြီးရက်ပေါင်း40ကနေ50ဝန်းကျင်တွင်သမရရွေးချယ်ပြီးအစိုးရဖွဲ့စည်းရမှာလည်းဖြစ်ပါတယ်လာမယ့်မတ်လ16ရက်နေ့မှာတော့တတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်စည်းဝေးကျင်းပပြီးမတ်လ18ရက်နေ့တွင်တတိယအကြိမ်အမျိုးသားလွှတ်တော်ပထမပုံမှန်စည်းဝေးကျင်းပမယ်လို့စစ်ကောင်ရှင်ကကြေညာထားပါတယ်ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့အပိုင်း3ပိုင်းခွဲကျင်းပခဲ့တဲ့အကြမ်းဖက်စစ်ကောင်ရှင်ရဲ့ကျင်းပတဲ့အတူရောင်ရွေးကောက်ပွဲမှာသူတို့ကြောထောက်နောက်ခံပြုထားတဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေပါဝင်တဲ့ကြံ့ခိုင်ရေးပါတီကပဲလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာများစုကိုအနိုင်ရရှိတယ်လို့ကြေညာထားတာဖြစ်ပါတယ်အကြမ်းဖက်စစ်အုပ်စုဟာပြည်သူတွေမဲပေးရွေးချယ်ခဲ့တဲ့2020ရွေးကောက်ပွဲရလဒ်ကိုလက်မခံဘဲ2021ခုနှစ်မှာအကြမ်းဖက်အာဏာသိမ်းခဲ့ပြီးနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နဲ့ခေါင်းဆောင်တွေကို9နှစ်ကြာလက်ရှိအချိန်ထိဖမ်းဆီးကျင်းချထားတာဖြစ်ပါတယ်